နေစရာအိမ်ပိုင်မရှိလို့အရေးကြနဲ့အိမ်ဝယ်ပေးဖို့ရောင်ပရိသတ်တွေစီတောင်းပန်လာတဲ့လူရှင်တော်ဖြိုးဖြိုးကတော့မျိုးမြတ်တာခံယူရဆုံးလူရှင်တော်တူလည်းဖြစ်တယ်လို့အောင်စပူဇက်ကိုတွန်းပို့ပေးတဲ့အဓိကဆက်ဆောင်တူဆိုရင်လည်းမမှားပါဘူးလူရှင်တော်ဖြိုးဖြိုးကပြဿနာတွေကိုခေါ်ဆောင်လာပေးတတ်သူဖြစ်လို့ဝေဖန်ခံရတတ်ပေမဲ့လူချစ်လူခင်များတဲ့သူဆိုရင်လည်းမမှားပြန်မှုရှိအောင်စပူဇက်မှာလည်းအောင်စပူကိုမကြိုက်ဖဲဖြိုးဖြိုးကိုသာအားပေးရဆိုတဲ့သူတွေတောင်ရှိတာပါဒီလိုပရိသတ်အခိုင်မှာရှိထားမှန်းသိတာကြောင့်ဖြိုးဖြိုးကလည်းပရိသတ်အားကိုနဲ့မိုက်ချင်တတ်ပါတယ်လက်တလုံးမှာဆိုရင်လည်းဖြိုးဖြိုးကသူ့ကိုချစ်ခင်အားပေးကြတဲ့ပရိသတ်တွေကိုအိမ်ဝယ်ပေးဖို့ပူဇော်လာခဲ့တာပါအခုလက်ရှိအိမ်ပြောင်းနေဆိုတာကအိမ်အသစ်ဝင်နိုင်လို့မဟုတ်ဘဲအရင်အိမ်ကပြန်ပြင်ဆောက်တော့မှာမလို့နောက်ထပ်အိမ်ကတစ်ခုကိုပြောင်းရွှေ့နေထိုင်နေရတာဖြစ်ပါတယ်ဒါကြောင့်လူရှင်တော်ဖြိုးဖြိုးကသူ့အနေနဲ့အိမ်ဝယ်လောက်အောင်လည်းမချမ်းသာသေးသလိုအိမ်ပိုင်မရှိဘူးကြောင်းထုတ်ပြောလာခဲ့တာပါတစ်ဆက်တည်းမှာပဲသူ့ကိုချစ်ခင်အားပေးကြတဲ့ပရိသတ်တွေကိုအိမ်လေးဝယ်ပေးဖို့ပူဇော်ခဲ့တာဖြစ်ပါတယ်အိမ်ပိုင်လေးနဲ့နေချင်တာကြောင့်ပရိသတ်တွေအနေနဲ့ဝယ်ပေးချင်ရင်ဝယ်ပေးလို့ရပြီးတကယ်လို့သာတမ်းမဝယ်ပေးနိုင်ရင်လည်းအရေးကြောက်စနစ်နဲ့ဝယ်ပေးလို့ရကြောင်းဈေးပန်းခင်းလာခဲ့တာပါလူရှင်တော်ဖြိုးဖြိုးကဒီစကားကိုအရှုံးဖောက်တယ်လို့နဲ့အတီပေါက်ကြီးပြောဆိုခဲ့တာကြောင့်အံ့အသင့်စရာဖြစ်ခဲ့ရပါတယ်အဆဆရရခက်ခဲနေတဲ့ခေတ်ကြီးမှာအိမ်တလုံးဖြစ်ဖို့မလွယ်ကူတာတောင်ပူဇော်တက်လို့ဖြိုးဖြိုးကဘလို့လူလဲဆိုပြီးဝေဖန်လာကြတာပါပရိသတ်တွေကချစ်လို့ဆုချတာများလာတဲ့အခါမှာလောဘအတော်မတတ်နိုင်တော့လားဆိုပြီးလဲခနဲ့လာခဲ့ကြပါတယ်တကယ်တော့လူရှင်တော်ဖြိုးဖြိုးကဒီစကားတွေဟာသူ့ကိုလူရှင်တော်ဖြစ်ပြီးမှချမ်းသာလာပြီဆိုတဲ့စကားတွေအပေါ်အရွယ်တိုက်တုတ်ပြန်တာလည်းဖြစ်နေနိုင်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ပရိသတ်စီကတော့အိမ်ပူဇော်ရဲတဲ့တတိကိုတော့မလေးစားပဲမနေနိုင်အောင်ချီးကျူးနေရတာဖြစ်ပါတယ်